ကိုယ်ဆောင်မမေတို့အတွက်နော်တိကိုသိရမယ်အရေးကြီးတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကိုသိထားခြင်းအပြင်ကိုယ်ဆောင်မမေတို့အတွက်အကျိုးကျေးဇူးရှိစေမှာပါမင်္ဂလာပါကျွန်တော်ကတော့တာဖာမီရဲ့အထူးဆရာဝန်ဒေါက်တာအောင်ဦးကြီးဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကကိုယ်ဆောင်မမေတို့အတွက်နော်ကလေးလောက်တာနဲ့ပတ်သက်ပြီးတော့မှပြောပြပေးသွားမှာဖြစ်ပါတယ်ကလေးလောက်တယ်ဆိုတာကလေးကကျန်းမာတန်ဆွမ်းနေတဲ့တတိပါပဲနော်အပြင်ကကလေးများလိုပဲနော်ကျန်းမာတဲ့ကလေးဆိုရင်ကွာစော်တယ်စားတယ်ပြီးတယ်လွှားတယ်ပေါ့အဲ့လိုပဲเนาะဘိုက်ထဲကကလေးကလည်းသူနေကောင်းနေကျန်းမာတယ်ဆိုရင်လှုပ်တယ်เนาะအဲ့တခါလေးမှာသူအိတ်တယ်ဆိုရင်ခဏငြိမ်သွားတယ်အဲ့လိုမျိုးရှိတယ်เนาะအဲ့ကြတော့ကလေးလှုပ်ရင်တနေ့ကုန်လုံးသူလှုပ်ရှားနေတာမျိုးမဟုတ်ဘူးเนาะသူတို့မှာအိတ်တဲ့ချိန်ဆိုတာရှိတယ်တခါအိတ်ရင်နိုင်ဝက်45မိနစ်ကြာတတ်တယ်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကလေးကခဏလေးငြိမ်သွားတတ်တယ်ပြီးတော့ပြန်ပြီးတော့ပုံမှန်တိုင်းပြန်လှုပ်ရှားပါတယ်အဲ့ကြတော့ကလေးကကိုယ်ဘယ်နှလမှာစပြီးတော့လှုပ်တယ်ဆိုတာတတိထားမိကြလေနော်အခါကျတော့ကိုဝန်9လဆိုရင်လှုပ်တာစပြီးတော့တတိထားမိကြပါပြီနော်တူကိုဝန်မှာဆိုရင်နည်းနည်းလေးနောက်ကျတတ်ပါတယ်နော်အခါကျတော့မေမေတယောက်နဲ့တယောက်ကလေကလေးလှုပ်တာကိုတတိထားမိတာချင်းမတူတဲ့အတွက်နော်ကလေးလှုပ်တာအကျဉ်းကြီးအတွက်ဘယ်လောက်ရှိမှကောင်းတယ်ဆိုတာမျိုးကိုသိကြတဲ့ကဏ္ဍသတ်မှတ်ချက်တော့မရှိပါဘူးအဲ့ကြတော့ကလေးကဘယ်လိုပုံစံနဲ့လှုပ်တာကိုစပြီးတော့တတိထားမိကြလေနော်ကလေးကသူစလှုပ်တဲ့အချိန်မှာဆိုရင်နော်အမေရဲ့ချက်အောက်နှမှာတောက်အဲ့လိုမျိုးခံစားချက်မျိုးပေါ့နောက်တစ်ခုကကြောင့်ကလေးကလှိမ့်လိုက်တဲ့ပုံစံနဲ့အခါကျတော့ဘိုက်ထဲမှာလှိမ့်သွားလိုမျိုးပေါ့နော်နောက်တစ်ခုကကြောင့်ကလေးကခြေထောက်လက်အဲ့လိုမျိုးတစ်ခုနဲ့တွန်းထိုးလိုက်လိုမျိုးအဲ့လိုစပြီးတော့ခံစားမိကြပါတယ်နော်သူကကိုယ်ဝင်ရင်းလာတာနဲ့မြတ်နော်သူ့ရဲ့လှုပ်ရှားမှုကအားကောင်းလာတဲ့အတွက်ပို့ပြီးတော့တည်တာလာတယ်။ကိုယ်9လ10လအဲ့လောက်ဆိုရင်တော့အားပြင်းဆုံးနဲ့အများဆုံးလှုပ်ရှားတတ်ကြပါတယ်။သူတို့တွေကဘယ်ချိန်မှာပို့ပြီးတော့လှုပ်ရှားတတ်လဲဆိုရင်ဒီလိုနေ့လည်နေ့ခင်းဘက်နော်ညနေဘက်ဒီမှာဆိုရင်ပို့ပြီးတော့လှုပ်ရှားတတ်ကြပါတယ်။ကလေးအလုပ်နေတယ်ဆိုတာဘာကိုခေါ်ရလဲနော်ပုံမှန်ကလေးလှုပ်တဲ့အကျင့်ရည်အတွက်ထက်တိတိတတ်တာနည်းသွားတာဒါမှမဟုတ်ရင်အတွက်ကလေးလှုပ်ရှားမှုပုံစံပြောင်းသွားတာကိုကလေးအလုပ်နေတယ်လို့ခေါ်တယ်နော်အဲ့ကြတော့ကိုကကလေးအလှုပ်နေတဲ့အခြေအနေမှာဆိုရင်ဘာလုပ်တဲ့လဲနော်ဘက်ဘက်ကိုစောင်းအိမ်မယ်နော်ဘိုက်ပေါ်လက်လေးတင်မယ်ကလေးလှုပ်တဲ့အချိန်ရေအတွက်ကိုမှတ်မယ်2နာရီအတွင်းမှာ10ချိန်အောက်ပဲလှုပ်တယ်ဆိုရင်တော့ကျွန်တော်တို့ကကလေးလှုပ်တာနည်းတယ်လို့သတ်မှတ်တယ်ကလေးအလှုပ်နည်းတယ်ဆိုတာကလေးနေမကောင်းဘူးဆိုတာသိစေတဲ့ရှိပြီးလက္ခဏာပါပဲကလေးလှုပ်ရှားမှုကိုအားနည်းစေတဲ့အကြောင်းအရာတွေကဘာတွေလဲဆိုတော့နော်အကြိုက်ခဲပျောက်စေအပြင်းတွေတောက်မိတာစိတ်ငြိမ်စေအိတ်ဆေးတွေတောက်မိတာနော်နောက်တစ်ခုကကြတော့ဒီစီးကြိုတွေးသူရှိမှမသိပဲတက်နေတာနော်နောက်တစ်ခုကကြတော့ကလေးကအုံနောက်အာယုံကြောနော်ကြွတာဖွံ့ဖြိုးမှုအားနေတာညီမွားရေးအားနေတာနော်အဲ့ဒီအကြောင်းအရာတွေကြောင့်ကလေးလှုပ်ရှားမှုကိုအားနည်းစေပါတယ်အဲ့ကြတော့ဘလို့ချင်းနေမှာကိုယ့်ရဲ့သက်ဆိုင်ရာဆရာဝန်နဲ့ပြရမလဲကိုကကလေးလှုပ်ရှားမှုကပုံမှန်ထက်နည်းသွားတယ်တိတိတတ်တာနည်းသွားတယ်နောက်တစ်ခုကကလေးလှုပ်ရှားမှုပုံစံပြောင်းသွားတယ်ဥပမာနော်အရင်တော့တကုတ်နော်ဒုံနဲ့လှုပ်တာအောင်မှတသားလေးပဲတူတူလေးပဲလာပြီးတော့လှုပ်တာမျိုးပေါ့အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကိုယ့်ရဲ့သက်ဆိုင်ရာပြနေကြဆေးရုံဆေးခန်းတာဖာမြက်အထူးဆရာဝန်နဲ့အများဆုံးတခြားတိုင်ပင်ဆွေးနွေးမယ်ပြမယ်နော်ပေါ်စားလို့မရဘူးဒါအရေးကြီးတယ်ဘာကြောင့်လဲကလေးကလှုပ်နေတယ်ဆိုရင်သူကနေမကောင်းဘူးဆိုတာပြနေလို့ပါပဲဟုတ်ကဲ့ကလေးလှုပ်တယ်ဆိုတာကိုယ်ဆောင်ကာလရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအတွေ့အကြုံတစ်ခုပါပဲမိမိတို့ကျမ်းမာပျော်ရွှင်စွာနဲ့ကလေးလေးကိုเนาะကျန်းမာမွေးဖွားနိုင်ကြပါစေလို့ဆုတောင်းရင်ကျေးဇူးတင်ပါတယ်